ဒီနေ့သင်ရဲ့ဘဝဇက်လန်အစအလယ်အဆုံးကိုပြောထားတဲ့နှုတ်ကပတ်တော်တစ်ခုနဲ့မိတ်ဆက်ပေးခြင်းနဲ့ဟာလေလုယာကျွန်တော်ငယ်ငယ်တုန်းကဖျားလို့ခေါင်းကိုက်တာဖြစ်ဖြစ်ညဘက်မိုးချုပ်ပြီးတော့မှအိမ်သာသွားဖို့အတွက်ပဲဖြစ်ဖြစ်မိုးချုပ်ရင်မသွားရဲရင်ကျွန်တော်ဘယ်ကျန်းစာရွတ်လဲတလားဒါတော့ဗျာတိငါကြီးတုံးနေဖြစ်တော်မင်းငါသိစင်းမခံသိရမလားခေါင်းမူလိုက်ရင်ဆာလန်23ကရွတ်ပလိုက်တာအမေဆာလန်23အဲ့လိုရွတ်တဲ့သူရှိလားရှိတာပေါ့တရေကြောင်းရောဆာလန်23မြည်ဘူးလားမသိရင်ဆာလန်23ကဘာလဲဟိုဂါထာလို့နော်တရေကိုနင်လွတ်တဲ့ဘာလဲအဲ့လိုမဖြစ်နေဘူးလားခရိယန်နေသူများမပြောဘူးကိုယ့်အကိုဖြစ်တာပြောတာဩစရာပဲတကယ်တော့ဆာလန်23ကဂါထာမှမဟုတ်တာခေါင်းအဲ့လိုဆာလန်23ကရွတ်လို့ပျောက်တာမဟုတ်ပါဘူးယေရှုနာမ၌အမိန့်ပေးလိုက်မပျောက်ဘူးလားအဲ့ဒါမှမယုံလဲပါရာစီတမောတောက်ပျောက်တယ်23ကရွတ်လို့ပျောက်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့လိုပဲထင်ခဲ့တာလေကျွန်တော်လည်းအဲ့တိုင်းပဲလုပ်ခဲ့တာဒါပေမဲ့ဘုရားသခင်တရက်မှာကျွန်တော်ကိုဒီနှုတ်ကပတ်တော်နဲ့ကျွန်တော်ဘဝဇက်လန်အစအလယ်အဆုံးကိုချပြဟာဒါကဆာလန်23ဒီဂါထာမှမဟုတ်တာကျွန်တော်တို့ဘဝရဲ့လမ်းကြောင်းကြီးဖြစ်နေဟာလေလုယာကျွန်တော်တို့ဘဝရဲ့မြေပုံကြီးဒီမှာဒီလောကသားတွေကသူတို့ဘဝဘာဖြစ်လာမလဲမသိတော့ဘေးထီသွားမိတယ်ဆရာကျမရဲ့အနာဂတ်လေးဘာဖြစ်မလဲသိချင်လို့လက်ဖွာလေးစမ်းကြည့်ဘာတွေ့လဲနှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်ဘာတွေရှောက်ပြောမှမသိဘူးပြီးရင်ပိုက်ဆံညာတုတ်သွားလောကသားတွေကသူတို့ဘဝအနာဂတ်ကိုသိခွင့်မရှိဘူးဒါပေမဲ့ဖခင်သားသမီးဖြစ်တဲ့တို့တွေကနှုတ်ကပတ်တော်ထဲမှာတိတိကျကျပြောပြီးသားဟာလေလုယာဆာလန်23အလွတ်ရလားရတာပေါ့ခေါင်းကိုက်ရင်23ကရွတ်တာလေထာဝရဘုရားသည်ငါဤကြဲလေးပြောထာဝရဘုရားသည်ငါဤတို့တယ်ငါသည်ဆင်းရဲမခံရဘူးဆိုတော့တိုက်နဲ့ကားနဲ့လို့လားနော် I shall not want ဆိုဖယားငါနဲ့တူရှင်ဘာမှမလို့အာမင်အဲ့ဒါနဲ့စတာကြည့်လိုက်တွေ့လားဘာတူလဲအဲ့ဒါဆရာလေးမောင်ရဲ့ဆရာယောဟန်ရဲ့နော်ထာဝရဘုရားငါ့ဤတော်ရင်ဖြစ်တယ်အေးစေးပဲလမ်းနေတာဆရာလေးမောင်တို့လမ်းနေတာကြည့်အောင်ပြုံးနေတာပဲဆင်းရဲမခံရဘူးဖယားငါအတွက်ဖယားမှာငါဘဝမှာဖယားရှိရင်ဘာမှမလိုလို့ပြောတာပြီးပြည့်စုံနေတာဟုတ်လားမဟုတ်လားအဲ့ဒါမှန်လားမှန်တာဗောဖယားရှိရင်ဘာလိုသေးလို့လဲ I shall not want ပြောကြည့် I shall not want အဲ့ဒါနဲ့စပြီးတော့ဗာဆက်ပြောလဲစိတ်လန်းသောချက်စားရာရ၌ငါကိုတာယာသောလမ်းပြတော်မူ၏အဲ့ဒါပထမပိုင်းလို့ခေါ်တယ်ဘာပိုင်းဆာလန်23မှာ3ပိုင်းရှိတယ်ပထမတစ်ပိုင်းစိတ်လန်းသောချက်စားရာရတာယာသောမျက်နှာဆိုမျက်လုံးထဲမှာမြင်အောင်ကြည့်ဟာနေချင်းစမမကောင်းလားစမ်းချောင်းတန်လေးနဲ့ငှက်တန်လေးနဲ့မျက်လုံးထဲမှာစိမ့်တာဖះကလည်းတိုးထိန်လေးအတူရှိနေတာလေတိုးတွေနဲ့ဟိုမှာကြည့်လဲနှက်နေတာကြည့်လိုက်အသားလေးပဲကော်ဖီခွက်နဲ့ကော်ဖီခွက်လေးနဲ့အစ်စင်နှက်နေတာဆရာယောဟန်တို့နော်ပူပင်စရာရှိလားစိတ်လန်းသောချက်စားရရဲ့တာယာသောမျက်နှာမှာနေရတဲ့အချိန်ကလိုလေသေးရှိလားပူပင်စရာရှိလားဖြေကြည့်အောင်ရှိလားကြိုက်လားနေချင်းလားလူတိုင်းကြိုက်တယ်လူတိုင်းနေချင်းတယ်လေလေးတဖြူဖြူနဲ့စိမ်မဲဟိုမှာကြည့်လိုက်ရေမောနေတာကော်ဖီလေးတောက်လိုက်ငါများလိုက်ဟုတ်လားပထမပိုင်းပြောကြည့်ပထမပိုင်းအဲ့ဒီအခြေအနေမျိုးနဲ့လူတိုင်းစတယ်လူတိုင်းအဲ့ဒီဟာနဲ့စတယ်ဓမ္မရှင်းကြီးကောင်မတို့မြန်မာပြည်မှာတော့ကိုယ့်ရဲ့မိသားစုစုံလင်စွာနဲ့ကိုယ့်ရဲ့နိုင်ငံမှာနေတော့ပူပင်စရာရှိလားအဆင်မပြေခဲ့ဘူးလား
မြန်မာပြည်မှာနေတုန်းကနဲ့အခုချင်းမိုင်မှာရောက်တာနဲ့ဘယ်ဟာပိုစင်ပြေလဲအေးလေမိသားစုနဲ့နေရတယ်လေအခုတော့မိဝေးဖဝေးနဲ့အတူမနေရဘူးတချို့ဆိုရင်ကိုယ့်ရဲ့အိုးအိမ်တွေတောင်မရှိတော့မေးစရာရှိတယ်ဖျားသခင်ဘာလို့အစဉ်ပြေနေတဲ့ဘဝကနေဆွဲထုတ်လိုက်တာလဲတမန်လေးဆရာယောဟန်တို့လိုကော်ဖီခွက်လေးနဲ့ဆရာလေးမောင်တို့လိုအင်းစင်းနှက်နေတာလေအဲ့ဘဝကကောင်းနေတာလေကိုတော်ရဲ့ကိုတော်ရှိတယ်လေကိုတော်ကျွန်တော်ရဲ့သိုးတိုင်းလေတားတို့သမီးတို့ဒီနေရာကိုကြိုက်တယ်ဘာလို့ဆွဲထုတ်တာလဲမေကုမရှိဘူးလားဆိုတော့ခုနကကျွန်တော်တို့စဖတ်တယ်ဝိညာဉ်ရမှာအရွယ်3ရွယ်မှာအဲ့ဒါပထမတစ်ပိုင်းပဲအရွယ်ဖြစ်မယ်လို့ထင်တယ်အေးသူငယ်အရွယ်တွေ့လားသူငယ်အရွယ်အေးစေးပဲ comfort ပြောကြည့် comfort zone အဲ့ဒီ comfort zone တွေဖျားခင်အကုန်ရိုက်ဖြုတ်တယ်နော်အဲကြောင့်ကိုယ့်ရဲ့ဘဝမှာဖြစ်လာတဲ့တရားတွေအလုံးအမတ်တမဲ့လို့သင်ထင်နေတာမဟုတ်ဘူးဖျားရေးဆွဲတဲ့ story ဖြစ်နေတာအလုံးအတူတူပဲဟုတ်တယ်မလားဘေးနားလူပြောလိုက်အတူတူပဲအဲ့ဒီတော့ပထမတစ်ပိုင်းကစိမ့်လန်းသောကျက်စားရာရတာသောမျက်နှာမှာအေးစေးတာရတယ်ဒါပေမဲ့ဖခင်ကနောက်တနေရာထပ်ခေါ်သွားတယ်ဘယ်လိုနေရာဖြစ်မယ်လို့ထင်လဲသေမင်းဤအရေးလွမ်းမိုးသောတော်တော်ပျော်ဖို့ကောင်းမယ်လို့ထင်လားပျော်စရာကြီးအဲ့လိုလားအမကြီးခုန3ယောက်ရုပ်ကိုကြည့်ရည်နိုင်သေးလားမရည်နိုင်တော့ဘူးလေဆန့်ကျင်ဘက်ဖြစ်သွားပြီလေဒီမှာအခြေအနေကောင်းနေတဲ့မတတရကော်ဖီခွက်လေးနဲ့နေရတယ်အခုမှသင်မင်းရဲ့ကြည့်ကြည့်လိုက်အနောက်မှာဝิญဉ်စိုးနှက်ဆိုးတွေအများကြီးပဲစစ်ဘေးပါတယ်ယောဂဘေးဆိုးပါတယ်စီးပွားရေးအကျက်တဲပါတယ်အဲ့သင်မင်းရဲ့အကုန်ပါတယ်အဲ့ဒါအဲ့ဂျားထဲမှာဘာလို့မှမသိဘူးကြောက်နေဘာလို့ဆွဲခေါ်သွားတာလဲဒီမှာပဲနေမလဲကိုတော့ဒီမှာလေစိမ့်လန်းတော့ကျက်စားရရမယ်နေမလဲ no ငါသားမင်းဘွားအခုမှစရသေးတယ်ဘာလို့ဒီမှာပဲရက်နေချင်လဲငါမင်းကိုဖြစ်စေတဲ့ရွယ်ချက်ကမင်းကြီးထွားရမယ်အခုဒုတိယတစ်ပိုင်းရောက်လာပြီတေမင်းအရေးလွန်မိုးသောကြိုင်အဲ့ဒါဇိန်ခေါ်မှုတွေနဲ့ဖြတ်တန်းခိုင်းတာအဲ့ဒါဝိညာဉ်အရွယ်မှာလူပြိုအရွယ်ဖြစ်လာပြီလူပြိုအရွယ်ကိုမာနတ်ကိုအောင်တဲ့အရွယ်လို့ခေါ်တယ်ပြီးတော့မာနတ်ကိုအောင်တယ်ဆိုတာလေမာနတ်နဲ့တိုက်ရတယ်ဇိန်ခေါ်မှုတွေနဲ့တိုက်ရတာတန်မာတဲ့လူငယ်က challenge ဒါမဲ့အကယ်စင်စစ်တေမင်းရိတ်လွန်မှုသောကြိုက်တဲ့သူရှောက်သွားရတော့လေဘာဖြစ်လဲဘေးအန္တရာယ်ကိုကျွန်တော်ပြောပြမယ်ဖះနဲ့သွားရင်အန္တရာယ်ရှိလားစိန်ခေါ်မှုရှိလားဖះနဲ့သွားရင်အန္တရာယ်ရှိလားအကြောင်းမူကားsorry တေမင်းဤရိတ်လွန်မှုသောကြိုက်တဲ့သူရှောက်သွားရတော့လဲဆိုတော့သွားလားမသွားရဘူးလားသွားရမယ်ဆိုရင်လို့ပြောတာလားသွားရတယ်လို့ပြောတာလားသွားရတယ်ဖယားနဲ့သွားတဲ့ဖယားသားသမီးတွေမှာစိန်ခေါ်မှုမရှိဘူးလားငွေကြေးစိန်ခေါ်မှုမရှိနိုင်ဘူးလားနေထိုင်ဖို့အတွက်အထောက်အထားစိန်ခေါ်မှုမရှိဘူးလားတရက်ဘတ်တစ်ထောင်ဝင်ဖို့လွယ်မယ်လို့ထင်လားမလွယ်ဘူးဒါပေမဲ့တရက်ကိုဘတ်တစ်ထောင်လွယ်ဖို့အရန်လွယ်တယ်အထွက်ဖို့အရန်လွယ်တယ်အစိန်ခေါ်မှုတွေပဲဖယားနဲ့သွားတဲ့စိန်ခေါ်မှုအခက်အခဲပြဿနာရှိတယ်ဒါပေမဲ့အကြောင်းမူကားကိုတော်သည်ကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍ဘာနဲ့ဘာလဲလန္ဒန်တော်နဲ့တောင်ဝဲတော်သည်ကျွန်ုပ်ကိုကဲအခက်အခဲစိန်ခေါ်မှုတွေတော့ခေါ်သွားတယ်ဒါပေမဲ့ဖယားသခင်ကဒီအတိုင်းလွတ်လိုက်တာလားသူ့အတူပါလားကြည့်လိုက်တွေ့လားလန္ဒန်တော်နဲ့တောင်ဝဲတော်အပြင်မလုံခြုံလားလုံခြုံတယ်ကျွန်တော်ပြောပြမယ်ထိုင်းနိုင်ငံချင်းမိုင်ကိုရောက်လာတဲ့အခါမှာအခက်အခဲပြဿနာတွေရင်ဆိုင်ရတာချင်းအတူတူမယုံကြည်သူလည်းမရင်ဆိုင်ရဘူးလားဘုရားသားသမီးဖြစ်တဲ့တို့လူငယ်တွေမရင်ဆိုင်ရဘူးလားဒါမဲ့တို့တွေငတ်လားတို့တွေအိတ်မပြောတဲ့ညာရှိလားမရှိဘူးမနှဲခေါ်နှိုးရတယ်အေးမိုးလေးနေပြီထားတော့အိတ်တာသိုးနေတာပဲဇိမ်ခေါ်မှုတော့ရှိတယ်ဒါပေမဲ့ဘာလုပ်နေလဲအိတ်နေတာဘာရှိနေလို့လဲလားလုံခြုံမှုရှိတယ်ဘယ်သူကွက်ကပေးတာလဲ
လန်ဒန်တော်နဲ့ထောင်ဝေးတော်ဟုတ်ပြီအခုဘယ်အပန်းကိုရောက်လာပြီလဲဒုတိယပိုင်းပြောကြည့်ဒုတိယပိုင်းအခြေအနေကောင်းလားမကောင်းကြောက်စရာကောင်းလားစိုးရင်စရာကောင်းလားဒါမဲ့ဘယ်သူပိုကောင်းလဲဘုရားပိုကောင်းတယ်ဟာလေလုယာပထမပိုင်းမှာနေပြီးတော့မှမထွက်လာရဘူးလားထွက်လာတယ်နော်ဒါတို့မျိုးညီကောင်မောင်တို့ထွက်လာတယ်အခုငါတို့တွေဘယ်နှောက်ဖြတ်တန်းနေကြလဲတိလားအဒီဒီယာဖြတ်တန်းနေတာအဲ့ဒီကာလကြာတယ်နော်ကြာတယ်ရှင်ကျက်ဖို့တော့စာမှုပဲတစ်ခုပြီးတစ်ခုဖြေရတာတက်ကတူရောက်ဖို့အတွက်သူငယ်တန်းတက်တန်းအကြာကြီးမတက်လာခဲ့ဘူးလားအေးအဲ့လိုအောင်ပြီးတော့မှ10တန်းအောင်ပြီးတော့မှတက်ကတူရောက်ခဲ့တယ်လို့ပဲဒီကနေပြီးတော့မှပထမပိုင်းကနေပြီးတော့မှနောက်တစ်ချမ်းကိုရောက်ဖို့အတွက်အဲ့ဒီခြံကြီးကိုဖြတ်ရတယ်မေကွန်းနေစိန်ခေါ်မှုတွေကိုဖြတ်ရတယ်ဒါပေမဲ့အဲ့ဒီမေကွန်းပြဿနာတိုင်းမှာဖြည့်လွှာပါထည့်ပေးတာဘုရားသခင်ဖြစ်တယ်ဟာလေလုယာဟူးကျွန်တော်နောက်ကလည်းဆိုရအောင်စုံစမ်းနောက်ဆက်ခြင်းအရာနဲ့တကွာထွတ်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်လောကသားတွေကဒုက္ခပြဿနာကြုံလာပြီဆိုရင်သူတို့မှဖြေရှင်းပေးမဲ့သူမရှိဘူးဘုရားသားသမီးတို့မှာတော့ခက်ခဲစိန်ခေါ်မှုမေးခွန်းနေလာပြီဆိုရင်အဖြေပါမပါဘူးလားအဲ့ဒါပဲအေးစေးပဲပြောကြည့်အေးစေးပဲကဲအခုတို့ဘယ်နာလောက်ရောက်လာပြီလဲဒုတိယပိုင်းအန်ဒီရရှိလားကြောက်စရာမကောင်းလားဒါပေမဲ့ဘယ်သူရှိလဲဘုရားတူရှိတယ်ဘာအကွက်ကပေးနေလဲလန်ဒန်တော်နဲ့ထိခိုက်လို့ရလားစာတန်ထိခိုက်လို့ရလားစာတန်ကကျွန်တော်တို့ကိုဒီဂျိုင်းထဲမှာအပြုတ်ဖြုတ်ချင်တာဒါပေမဲ့ဘုရားခင်လုံးဝအခွင့်မပေးဟာလေလုယာ comfort zone နဲ့ကနေပြီးတော့ challenge ဒီ process တွေကိုဆွဲခေါ်လာပြီးရင်တစ်ဖက်မှာဘာရှိမယ်လို့ထင်လဲဘာစောင့်နေလဲတဲ့လားတရားမိုက်တယ်ပြောကြဘာကြီးလဲရန်သူရှေ့စပွဲကိုခင်းတယ်ဟုတ်လားဆာလန်23မှာပါလားဆရာပစ္စည်းလျှောက်ပြောနေထင်မှာဆိုလို့ဆာလန်23ဂါထာလို့ရွတ်နေမှာဆိုလို့ဓမ္မတချို့သောခရိယန်တွေကခုနကအဲ့ဒီဆရာယောဟန်တို့ဆရာလင်းမောင်တို့ကော်ဖီကွက်ထိုင်တောက်တဲ့နေရာမှာပဲပျော်နေတုံးပဲထွက်မလာဘူးအေးဆေးပဲစင်ပြေတယ်ရတယ်စိန်ခေါ်မှုလားနိုးမလို့ဖះနဲ့သွားရင်အေးဆေးလေ I shall not want man I shall not want ငါအတွက်ဘာမှမလိုတော့ကိုတော့ရှိရင်ရပြီလို့ပြောတာဒါပေမဲ့တစ်ဖက်မှာပါသေးလားကိုတော့ပေးမဲ့အရာတွေရှိတယ်ဆိုတာ तू မသိဘူး तू ဒီလောက်ပဲရက်နေတာဒါပေမဲ့ဖះဆွဲခေါ်လာတဲ့သူစိန်ခေါ်မှုတွေကိုဖျက်တမ်းလာတဲ့သူဂျိုင်းတွေကိုရှောက်တဲ့သူကတော့မကြခင်မှာလက်တကမ်းမှာဘာဆောင်နေပြီလဲတဲ့လားပထမဆုံးကရန်သူရှေ့စပွဲကိုခင်းတယ်အဲ့ဒါဘာလဲတဲ့လား victory အောင်လားမကြည့်အဲ့နောက်မှာစာနောက်ကနေတွေ့လားရှုံးပြီးတော့မှမကျေနပ်ဖြစ်သွားတဲ့သူရှိတယ်ဘာလို့လဲတဲ့လားနောက်ကွယ်မှာစာတန်အဲ့ဒီစာတန်ရဲ့ရှေ့မှာငါတို့ဘုရားသားသမီးတွေကအောင်ပွဲခံခွင့်ရတာဟာလေလုယာဒူးနံပြီးစားယုံပဲကွာမလို့ချင်ဘူးလားအဲ့ဒီဘဝဖြေကြည့်အောင်မလို့ချင်ဘူးလားဒီမှာရက်နေပြီးလိုချင်တယ်လို့ပြောနေလားလိုချင်တာပေါ့ဆရာရဲ့ဒါပေမဲ့ဒီမှာအဆင်ပြေတယ် comfort zone မှာအဆင်ပြေတယ် comfort zone မှာနေတဲ့သူကဘယ်တော့မှရန်သူရှိစပွဲခင်းတဲ့အဲ့ဒီအောင်ပွဲကိုမရဘူး sorry ပဲအဲ့ဒီရန်သူရှိစပွဲကိုခင်းတဲ့ level ကိုရောက်ချင်ရင်ဖြတ်ကြိုက်တဲ့စိန်ခေါ်မှုလားကြိုက်တဲ့စုံစမ်းနောက်ဆက်ခြင်းလားငါကိုရိုနာတူဖြတ်မယ်ပြီးရင်ငါသိမ့်ပိုက်မယ်ရန်သူရှိငါစပွဲအဲ့ဒီငါကိုဂျိုင်းထဲမှာအပြုတ်ဖြုံဝင်အဲ့ဒီရန်သူရှိမှာငါဒူးနှံပြီးငါသူ့ရှိမှာစားပြမယ်အဲ့လိုကိုယ့်ရဲ့အနာဂတ်ကိုမျှော်ပြီးရှောက်ဖို့တဖျားလို့ရှိဟာလေလုယာဒီ comfort zone လေးကိုထားခဲ့လိုက်တာနဲ့ရပိုင်ခွင့်ကရန်သူရှိစပွဲကိုခင်းတယ်ပြီးရင်ဘာလဲသိလားကျွန်တော်ခေါင်းကိုအဲ့ဒါ anointing ဘိတ်သိက်ချီးမွမ်းကိုးကွယ်ခြင်းမှာဘိတ်သိက်နဲ့ချီးမွမ်းနိုင်တဲ့သူလည်းတချင်းဆိုတယ်ကိုလည်းတချင်းဆိုတယ်ဒါပေမဲ့ကိုယ့်ရဲ့ချီးမွမ်းခြင်းမှာလူတွေအဲ့ဒီဘုရားရဲ့မျက်မှောက်တော်ခံစားရတယ်ဆိုတာဒီ level ကိုဘုရားကခေါ်လာတာ comfort zone လေးထဲမှာနေလာပြီးတော့လေကိုတော့ဒီကျွန်တော်ရဲ့အနာမှာဆိုရင်ရှိနေဘယ်တော့ပဲဆိုဘယ်သူမှဘာမှခံစားဘူးသူ့ကိုကြည့်တာမကြည့်ဘာလျှောက်ဆိုနေမှမသိ
တကယ်ဖြတ်တန်းလာတဲ့သူကတော့တက်တဲ့အများကြီးလေကိုတော့ကျွန်ုပ်နဲ့အတူရှိတယ်ဆိုတာကိုကိုယ်တိုင်သိပြီးတော့မှဖြတ်တန်းလာတဲ့သူကဒီမှာကိုတော့အတူရှိကြောင်းကိုပြန်ပြောတဲ့အခါမှာနားထောင်တဲ့သူတွေကအသက်ဖြစ်တယ်ဒီနေရာမှာတခုပြောပြချင်တယ်ဒီနှုတ်ကပတ်တော်မှာထူးခြားချက်လေးတခုရှိတယ်ထာဝရဘုရားသည်ငါ၏သိုးရင်းဖြစ်တယ်ငါသည်ဆင်းရဲမခံရဘူးစိမ့်လန်းသောကျက်စားရတာယာသောအမျက်နာမှာနေတဲ့ဒီနေရာတော့လေအဲ့ဒီဆာလံဆရာကလေဘုရားသခင်ငါနဲ့အတူရှိတယ်ဆိုတဲ့စကားလုံး तू မရေးထားဘူးပြန်ရှာကြည့်မရှိဘူးဘုရားငါနဲ့အတူရှိပါတယ်ဆိုတဲ့စကားလုံး तू မပြောထားဘူးဒါမဲ့တည်ရေးရှင်ရေးအကြက်တဲကြုံလာတော့မှအဲ့ဒီခက်ခဲစိန်ခေါ်မှုတွေရောက်သွားတော့မှဘုရားငါနဲ့အတူရှိရဆိုတဲ့စကားလုံးပြောတာဒုက္ခအခက်ခဲပြဿနာဆိုတာဘုရားအတူရှိကြောင်းသိခွင့်ရတာဖြစ်တယ်ဟာလေလုယာအခွင့်အရေးပဲဒုက္ခအခက်ခဲကဘာမှကြောက်စရာအကြောင်းမရှိဘူးအခွင့်အရေးဘုရားအတူရှိကြောင်းကိုသိခွင့်ရတာဖြစ်တယ်ဟာလေလုယာအဲ့ဒီတော့မှငါနဲ့တူဘုရားတည်ခင်ရှိတယ်ဆိုတဲ့စကားလုံးကို तू ပြောတာဟိုရက်ကွက်မှာနေတဲ့သူသွားမေးကြည့်တက်တက်ခံပါလားပြောလို့ရှိရင်ကော်ဖီခွက်လေးကင်ပြီးတော့စဉ်းစားဘာမှလည်းတက်တက်ခံကြမရှိဘူးတော့နဲ့ तू ပုံမှန်လေးရှိနေအောင်ဘုရားကကောင်းတယ်နေ့တိုင်းကျွေးမွေးတယ်စင်ပြေစေတယ်အဲ့တက်တက်ခံချက်နားထောင်တင်ခွန်ရလားဒါမဲ့ဒီနေရာကိုဖျက်တမ်းလာတဲ့သူတက်တက်ခံချက်နားထောင်ကြည့်ကြောက်စရာကြီးယောဂဝေဒနာကိုဘယ်လိုတိုက်လန်ခဲ့တာငွေကြေးစိန်ခေါ်မှုကို तू ဘယ်လိုဖျားနဲ့တိုက်လန်ခဲ့တာဘယ်လိုလွန်မြောက်အောင်မြင်ခဲ့တာအခက်ခဲဒုက္ခပြဿနာကို तू ဘယ်လိုအောင်မြင်ခဲ့လဲဆိုတာ तू ပြန်ပြောတဲ့အခါမှာဘာမှမဆိုင်တော့ anointing မကြည့်စိမ့်လန်းသောကျက်စားရအရမှာဗိတ်သိက်ရှိလားရှိလား comfort zone ထဲမှာလေ anointing ရှိလားဘယ်မှာရှိတယ် anointing ကတင်မီရိတ်ကိုဖျက်သွားတဲ့သူမှလည်းရှိတယ်ဟာလေလုယာနောက်တစ်ခုကျွန်တော်ခွက်ဖလားသည်ရှန်လျက်ရှိပါโอเคခုနက3ယောက်အဲ့ဒီ3ယောက်ပဲဥပမာပေးတာနော်ဆရာယောဟန်ပါတယ်ဆရာလေးမောင်ပါတယ်ကော်ဖီခွက်လေးနဲ့ထိုင်တော့ကသူပဲကော်ဖီတောက်တာသူများသူကော်ဖီတိုက်နိုင်လား no သူပဲပြည့်တာသူခွက်ဖလားပဲပြည့်တာမရှန်ဘူးခွက်ဖလားရှန်တယ်ဆိုတာလေ overflow အဲ့ဒါကကျွယ်ဝတာโอเคပြောပြမယ်ကျွယ်ဝချင်းဆိုတဲ့စကားလုံးသင်ကြားပြီးဆိုရင်လေဘာမှသွားပြီးရစီမဖြစ်နဲ့ဟာလာပြီးဒါကျွယ်ဝချမ်းသာခြင်းဘာမှကျွယ်ဝချင်းဆိုတာသူတစ်ပတ်ကိုစီးထွက်တဲ့အသက်တာကျွယ်ဝချင်းလို့ပြောတာဖြစ်တယ်ဟာလေလုယာတိုက်ဆယ်လုံးကားဆယ်စီးပိုင်ပြီးတော့ဘသူ့ကိုမှမပေးကမ်းမစွန့်ကြဲအဲ့ဒါကပ္ပအဆင်းရဲဆုံးလူပဲကဲအခုကြည့်လိုက်ကျွယ်ဝတဲ့သူကမပေးကမ်းဘူးလားဆရာယောဟန်အောင်မှာပေးနေပြီဟာလေလုယာပေးနေပြီသူကိုယ်တိုင်မကျွယ်ဝဘူးလားမပေးဘူးလားအဲ့ဒါဘာလဲခွက်ပလားပြည့်တာလားရှမ်းတာလားဒီစိမ့်လန်းသောကျက်စားရရက်မှာပထမဘိုင်းမှာနေတဲ့သူကသူတယောက်ပဲကောင်းစားတာသူတယောက်ပဲအဆင်ပြေတာသူတမိသားစုပဲအဆင်ပြေတာဘသူကမှသူမပေးကမ်းနိုင်ဘူးသူတက်တဲ့ခံလို့ရှိရင်ဘုရားသခင်ကသူ့မိသားစုပေါ်ဘလောက်ကောင်းတာဘုရားသခင်ကကျွန်တော်ပေါ်မှာဘလောက်ကောင်းတာဒါပဲနောက်ထပ်သူတက်တဲ့ခံစရာဘာမှမရှိဘူးဒါပေမဲ့အဲ့ဒီစိန်ခေါ်မှုကိုဖျက်တမ်းလာတဲ့သူကကျွယ်ဝချင်းဆိုတာဒီဘက်တစ်ပိုင်းမှာဘုရားခင်ပေးတဲ့အပိုင်းကိုရောက်တဲ့ခါမှာလေသူကဘသူ့စီမှမယူတော့ဘူးကိုတော့ပေးပါလို့လည်းမတောင်းတော့ဘူးကိုတော့ကျွန်တော်ဘသူ့ကိုပေးရမလဲဆိုပြောတဲ့အသက်တာဖြစ်လာပြီဟာလေလုယာဝေါဘယ်နာရောက်နေပြီလဲအခုကျွန်တော်တို့ဘယ်နာမှလဲလောလောဆယ်ရောက်ပြီလားတတိယပိုင်းရောက်ပြီလားမရောက်သေးပြဿနာမရှိဘူးဒါပေမဲ့အဲ့ဒီတတိယနေရာကဘသူ့အတွက်လဲတို့အတွက်ဘသူသွားယူရမှာလဲအဲ့ဒါသိစေချင်တယ်တချို့ကခုနပြောသလိုဒီမှာပဲရှိနေတဲ့သူမရှိဘူးလားသင်မဖြစ်ပါစေနဲ့အများစုကတော့ငါတို့တွေကတော့ဓမ္မရောက်နေလိမ့်မယ်ဒုတိယပိုင်းမှာမယုံကြရဘူးလားအဲ့ဒီယုံကန်ခြင်းရဲ့ရက်လက်ကဟိုမှာစောင့်နေတယ်မင်းတို့အကျိုးနည်းစေခြင်းကကြံစီတာမဟုတ်ဘူးလာမင်းကိုအကောင်းဆုံးအခြေအနေတည်းငါဆွဲထုတ်တယ်ဆိုတာပိုကောင်းတာပေးခြင်းလို့ဒါလေးပဲဖက်ထားတာစိမ့်လန်းတာပဲကြိုက်တယ်ကိုတော့မဆရာလင်းမောင်မကြီးကားအကောင်းစားမရှိဘူးလားဒါပေမဲ့သူတစ်ပါးကိုဖေးမကူညီတဲ့ကျွယ်ဝတဲ့နှလုံးသားခွက်ဖလားရှန်တာကိုသူမြစ်ကမ်းနားမှာထိုင်တော့ဘယ်အဖွားကြီးမှသူမတွဲခဲ့ဘူးလေဘာထိုင်လုံးနေမှမသိဘူးအခုတော့ဘာလုပ်နေပြီလဲ
သူများကိုပေးကမ်းကူမနေပြီထူမနေပြီကြွယ်ဝခြင်းလို့စကားလုံးကြားရင်ဘာနဲ့ပဲတိုင်းတာလဲသိလားသူများစီကယူလားသူများစီကပေးလားအဲ့ဒါနဲ့ပဲတိုင်းသူတမိသားစုတော့အဆင်ပြေနေတယ်သူတယောက်တည်းအဆင်ပြေနေမဲ့ဘသူ့ကိုမှသူမစည်းထွက်နိုင်သေးသေးပြီဘာမှမဟုတ်သေးဘူးသူပဲခွက်ဖလားပြည့်နေတာမရှင်းသေးဘူးအလေကကျွန်တော်နှခမ်းမွေးတက်ပေးလိုက်တာ AI ကအဲ့ဒါဘာစည်းထွက်လာသေးလားဖခင်ရဲ့နှုတ်ကပတ်တော်အသက်ရည်စည်းထွက်တာ anointing နဲ့ဟောပြောဝင်ရတယ်လူတွေကိုကောင်းကြီးပြည့်စက်ဖခင်အသက်တွေထုတ်ဖော်တယ်အဲ့ဒါလဲကြွယ်ဝတဲ့တက်တွေပဲဖြစ်တယ်။ဘာကြွယ်ဝတာလဲဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ကြွယ်ဝတာဖခင်ရဲ့စကားနဲ့ကြွယ်ဝတာဟာလေလုယာဒါဆိုပြန်ပြောမယ် comfort zone တွေကနေထွက်လာဖို့လိုလားမလိုလားဘာကိုဖြတ်တမ်းမလဲတင်မင်းဤအရေးလွန်မှုတော့ဂျိုင်းတယ်ကိုအခုဖြတ်တမ်းနေကြပြီလားဖြတ်တယ်တချို့တော့ဟိုဘက်ကိုရောက်သွားပြီဆရာစတီဗန်ဒီတို့ရောက်သွားပြီသူတို့ရဲ့ဝိညာဉ်ရေးရာဖြတ်တန်းတဲ့အတွေ့အကြုံအဖြစ်သူတို့ကသူတစ်ပါးကိုပြန်စီးထွက်တဲ့အရွယ်ရောက်နေပြီဒါပေမဲ့တို့ကတော့မရောက်သေးပေမဲ့တို့ရဲ့အနာဂတ်မှာဘာရှိလဲမသိရဘူးလားအေးတို့အခုဖြတ်တန်းနေတာကအကြောင်းမဲ့တက်မဟုတ်ဘူးပြောကြည့်အောင် process in the process အဲ့ဒီဖြစ်စဉ်ထဲမှာငါတို့ဖြတ်တန်းနေတယ်ဘာကငါတို့ကိုစောင့်နေလဲကြွယ်ဝခြင်းရန်သူရှေ့မှာစပွဲကိုခင်းတဲ့အောင်မြင်ခြင်းခေါင်းကိုစင်နှင်းလိမ့်တဲ့ anointing ခွက်ဖလားရှင်နဲ့သူတစ်ပါးကိုစီးထွက်ပြန်လဲပေးကမ်းထူမတဲ့အသက်တာအဲ့ဒါကျွန်တော်တို့ရဲ့ပန်းနိုင်မယ်ဟာလေလုယာအဲ့ဒါကျွန်တော်တို့ရဲ့ဘဝဇက်လမ်းမယ်ဒါဆိုဒီအကြောင်းအရာလေးဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့အဲ့၃ပိုင်းခွဲကြည့်လိုက်လို့ရှိရင်ကိုဘယ်နားမှာရှိနေလဲဆိုတာကိုပြန် check လုပ်လို့မရဘူးလားရတယ်ဒီနေ့ဆက်ပြီးဆာလ23ကိုဂါထာလို့ရှောက်မရွတ်နဲ့တော့ဆာလ23ကိုမြင်နေမှာဝါငါဒီနားရောက်နေပြီငါအတွက်ပါရှိတယ်မကြခင်မှာငါသိမ့်ပိုက်ရမယ့်အရာပါလဲဆိုတာသိခွင့်မရဘူးလားဟာလေလုယာဝမ်းနေဖို့ကောင်းတာတချို့သောသူတွေကတော့ comfort zone မှာကြိုက်ပြီးနေခဲ့တဲ့သူတွေရှိမယ်ဒါပေမဲ့သူတို့နေပါစေတင်မနေနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်လိုက်ပါဖြတ်တန်းလိုက်ပါသူတစ်ပါးကိုပေးကမ်းဆုံးကျဲတဲ့အသက်တာသူတစ်ပါးကိုနှုတ်ကပတ်တော်တွေပြန်စီးထွက်တဲ့အသက်တာသူတစ်ပါးကိုပြန်လဲထူမကောင်းကြီးပေးတဲ့အသက်တာဖြစ်သွားမှာဖြစ်တယ်ဟာလေလုယာဘုရားခင်ကတင့်ကိုပေးချင်တာအဲ့ဒါတင့်ရဲ့ဘဝဇက်လံပဲအဆုံးကအဲ့ဒါပဲကျမ်းစာထဲမှာတင်သိတဲ့လူပုဂ္ဂိုလ်တယောက်လောက်နာမည်ပြောပြပါလားသူအကြောင်းအရာသေးချာပြောထားတယ်တိုတိုလေးပဲပါတာမဟုတ်ဘဲနဲ့သိတာတဲ့ character တယောက်လောက်ဘယ်သူရှိလဲဟမ် David okay ပြောကြည့်အောင်ဒါဝိဒ်ရဲ့ live ကိုပြန်ကြည့်အောင်သူအဖေအိမ်မှာမနေခဲ့ဘူးလားသူဘာလုပ်လဲတိုးကြောင်းတယ်အစင်မပြေဘူးလားသူအေးဆေးပဲသူ့ပေါ်မှာစိုးရင်စရာရှိလားပူပန်စရာရှိလားစောင်းလေးတီလိုက်တင်းနေတိုးလေးကြည့်လိုက်အေးဆေးပဲဒါပေမဲ့ तू အဲ့မှာတက်လုံးနေလိုက်ရလားဘုရားသခင်ကမဆွဲထုတ်ဘူးလားဆွဲထုတ်တယ်ဒေးဗစ်တိုးကြံတဲ့ကနေထွက်လာပြီးတော့မှ तू ဂေါလိယက်ကိုတိုက်တယ် तू အောင်မြင်တယ်ရှောလူသူ့ကိုမနာလို့ဖြစ်တော့ तू ကိုလိုက်တတ်တာလေအသက်လုပြီးတော့မှပြေးရတာဘယ်လောက်ကြာလို့ထင်လဲနှစ်ဆယ်နဲ့ချီပြီးကြာတယ်အဲ့ဒါသူ့ရဲ့တင်မီးရဲ့လွန်မိုးသောဂျိုင်းဒါပေမဲ့အဲ့လိုရှောလူလိုက်တက်လို့ထွက်ပြေးနဲ့နောက်ဆုံးသူ့ပန်းနိုင်မရဘူးလားသူနောက်ဆုံးဘာဖြစ်သွားလဲဣသရေလဘယင်ဖြစ်သွားတယ်ခွက်ဖလားမရှယ်ဘူးလားရန်သူရှေ့စပွဲမခင်းဘူးလား anointing မရှိဘူးလားတွေ့လားဒေးဗစ်နောက်တစ်ယောက်လောက်ပြောကြည့်ပါလားယောသပ်စချင်းဘသူအိမ်မှာနေလဲအဖေအိမ်မှာနေတယ်သူ့အဖေကသူ့ကိုအကောင်းဆုံးအင်ဂျီမပေးဘူးလားသူ့ရဲ့ comfort zone ပဲနော်အဲစင်းအောင်ထူးခြားတဲ့အင်ဂျီကိုသူ့ကိုခွင့်ရတယ်ယောသပ်ရဲ့ပုံစံဘယ်လိုနေမယ်လို့ထင်လဲမျက်လုံးထဲမှာမြင်အောင်ကြည့်ယောသပ်ရဲ့ပုံစံအဲ့ဒါ73နှစ်ယောသပ်အသက်ဘယ်လောက်73နှစ်မှာဘယ်လိုနေမလဲမျက်လုံးထဲမှာမြင်အောင်ကြည့်အကိုရမကိုရတဲ့အကောင်းဆုံးအင်ဂျီကိုသူ့ကိုရတဲ့အချိန်မှာသူ့ပုံစံဘယ်လိုဖြစ်မလဲစောင့်ကြနဲ့ပြန်ဖက်ကြည့်အဲ့တိုင်းပဲတရက်ဘာလုပ်လဲသိလား comfort zone မှာနေနေရောသက်လေဘာမှမမြင်ချက်ဘူးတရက်သွားပြီအဖေအကြီးကောင်လေတိုးကောင်းမကြည့်ဘူးတကောင်ရှောသွားပြီသလားအဖေဆိုအကြီးကောင်အဆူခမ်းပြီနောက်တောက်တရက်သွားပြီအကိုအလက်ကောင်ကလေဟိုနေ့ကပောက်ကရလှုပ်လိုက်လို့ဘာဖြစ်တယ်
တရက်အကိုရဲ့မကောင်းချောင်းကိုပဲအဖေကိုပြန်ပြောနေတာယောသက်အဖေအိမ်မှာနေတဲ့ယောသက်မရင်ချက်ဘူးဒီတော့ဘုရားသခင်ကမဆွဲထုတ်ဘူးလားဆွဲထုတ်တယ်အဲ့ဒီယောသက်ရဲ့ဇက်လံကိုဘယ်သူရေးလဲဘုရားပဲရေးတာသူ့ရဲ့ဘဝဇက်လံထဲမှာဘယ်သူတွေဇက်ပိုဇက်ရံနဲ့လှုပ်သွားပြီလဲသူအကိုတွေမယောင်စားဘူးလားဘာတော့ကျွင်းနဲ့ချတယ်ရောင်းစားတယ်ပေါတိဖာအိမ်မှာကျွန်ဖြစ်တယ်အဲ့ဒါနဲ့ပြီးလားမလာမြူဆွဲတော့ဝင်လုံးလိုက်လားမလုံးပါဘူးဘာလို့လဲထောင်နဲ့ကြားတယ်အဲ့ဒါတင်မင်းရဲ့အလက်ရောမို့တော့ဂျိုင်းတွေပဲသူဖြတ်တန်းဒါပေမဲ့နောက်ဆုံးမှာအခုတို့ပြောဘာဖြစ်သွားလဲဘယင်ကံဖြစ်သွားတယ်ဘယင်ကံဖြစ်သွားတဲ့အခါမှာသူခွက်ဖလားမရှံဘူးလားသူ့ရဲ့မိသားစုအကုန်လုံးသူပြန်ကျွေးတယ်တကူကောင်းဆန်ခဲ့တဲ့ယောသက်အင်ကြီးတစ်ထက်အကောင်းဆုံးကိုပဲသူကိုခဲ့တဲ့ယောသက်ကလေဘယင်ကံဖြစ်သွားတဲ့အခါမှာသူ့ညီအကိုတွေအဝတ်အစားတွေအကုန်ပြန်ပေးတာဟာလေလုယာအဲ့ဒါစီးထွက်တာမြေပြင်တစ်ပင်လုံးမှာရှိတဲ့သူတွေကိုငတ်မို့ချင်းဘေးကနေလွတ်သွားအောင်သူ့အပြစ်ကောင်းကြီးဖြစ်စေတယ်သူ့ပန်းနဲ့မရောက်ဘူးလားအတူတူပဲဒါဝိဒ်ရဲ့ဇက်လန်လမ်းကြောင်းလည်းဒီတိုင်းပဲယောသရဲ့ဇက်လန်လည်းဒီတိုင်းပဲနောက်တစ်ယောက်လောက်ပြောကြည့်အောင်ဒန်နီယယ်ပြန်ကြည့်လိုက်ဒီတိုင်းပဲသူ့တိုင်းပြည်မှာနေတာအေးဆေးပဲနောက်ဆုံးအဖမ်းမခံဘူးလားသုံးပန်းဖြစ်သွားတယ်ဒါပေမဲ့ဟိုမှာဘာသွားဖြစ်လဲတကယ်ဘယင်းရဲ့အကြံပေးခေါင်းဆောင်ကဲကျွန်တော်အားလုံးသိတဲ့အာဗြဟံကြီးအာဗြဟံကိုပြန်ကြည့်လိုက်သူရဲ့ဘဝဇာတ်လမ်းသေးချာပြန်ကြည့်လိုက်သူအစချင်းတော့သူကအရန်ဆင်ပြေတယ်ခါရံမြို့မှာနေတယ်ဘုရားကထွက်လာခိုင်းတယ်အိမ်မရှိရမရှိနဲ့တဲလေးနဲ့ရှောင်းနေရတယ်ဒါပေမဲ့နောက်ဆုံးလူမျိုးကြီးရဲ့ဖခင်မဖြစ်ဘူးလား This is ကြိုက်တဲ့ပုံကိုကျမ်းစာထဲမှာပြန်ကြည့်လိုက်ဒီတိုင်းပဲဆာလံ23နဲ့ကပြောထားတဲ့လမ်းကြောင်းတစ်ထက်တည်းပဲဒါဆိုတင်တဲ့ကျွန်တော်ဘဝလဲ the same တင်ရဲ့ဘဝအနာဂတ်ကအောင်မြင်ခြင်းနဲ့ခန္ဓာဆုံးမဲ့အဆုံးသတ်ဖို့ဘုရားသခင်ပြင်ဆင်ပြီးသားဒါပေမဲ့တင်မရောက်တာကတင်ဒီနားမှာပဲနေလို့ sorry တင်မရောက်တာပြဿနာကိုကြောက်တယ်ဇင်ခေါ်မှုကိုကြောက်တယ်မရင်ဆိုင်ခြင်းဘူးမစွန့်လွတ်ခြင်းဘူးဒီမရှိမဲ့ရီးစားလေးတယောက်ကိုပဲကုတ်ကက်ပြီးတော့မှကို့အတွက်လည်းမဟုတ်ဘူးဆုတ်ကင်ထားတာသူနဲ့အဲ့ဒီရီးစားနဲ့တရက်လောက်စိတ်ချမ်းသာရလားလို့မေးကြည့်တော့လေတရက်မှစိတ်မချမ်းသာဘူးနေ့တိုင်းငိုနေရတယ်ဒါပေမဲ့လက်မလွတ်နိုင်ဘူးဖျားပြင်ဆင်ထားတဲ့အကောင်းဆုံးသောအရာစီကိုမရောက်နိုင်လောက်အောင်သူ့ရဲ့ဆွဲလန်းချက်ဒီတိုင်းမှာပဲဒါငါရဲ့ comfort zone ပဲဒါငါရဲ့စိတ်လန်းသောကြက်စားရာရက်ပဲတင်အတွက်မဟုတ်ဘူးထင်လေထွက်လာခဲ့လိုက်အာမင်ဒီမှာစောင့်နေတာဖခင်ကပေးချင်လို့စောင့်နေတာဟာလေလုယာတင်နဲ့ကျွန်တော်ရဲ့ဘဝဇက်လံကိုရေးဆွဲတာဘာတူလဲဖခင်ရေးတဲ့ဇက်လံကဝမ်းနေခြင်းနဲ့ပြီးသွားမယ်လို့ထင်လားကြိုက်တဲ့ပုံကိုကြည့်လိုက်ကျမ်းစာထဲမှာဖခင်နဲ့သွားတဲ့သူဖခင်ရဲ့လမ်းကြောင်းထဲမှာရှိတဲ့သူအားလုံးအဆုံးသတ်ကbeautiful နောက်ဆုံးတရားဥပမာပေးမယ်ယေရှုခရစ်တော်ကောင်းငင်ဘုံစည်းစိမ်ကြီးကိုသူ့ရဲ့ကြွယ်ဝခြင်းဘုံစည်းစိမ်နေမထားခဲ့ဘူးလားဘာလာလို့လဲဒီလောကမှာဒုက္ခဆင်းရဲခံပြီးတော့မှလာအသက်ရှင်ပေးသွားတယ်လူစားတိခံတယ်သူအသေးခံတယ်ဒါတွေအားလုံးသူ့ရဲ့အသေးမင်းရဲ့ရိတ်လုံးမို့တော့ကြိုက်မယ်သူဖြတ်တာဒါပေမဲ့သူ3ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်တယ်အုပ်စိုးခြင်းအခွင့်အာဏာအလုံးပြန်ယူတယ်ဆုံးရှုံးသွားတဲ့သူတွေအားလုံးကိုသူအကုန်လုံးပြန်သိမ်းပိုက်တယ်တွေ့လားဖခင်ရဲ့လမ်းကြောင်းကအဲ့ဒီအတိုင်းပဲသွားတာဖြစ်တဲ့အတွက်တင်သည်ဘယ်တော့မှအနာဂတ်မဲ့တယ်သူမဟုတ်အနာဂတ်ယိုယွင်းနေတာမဟုတ်အယံလာပါတဲ့အနာဂတ်ရှိတဲ့သူဖြစ်တယ်ဟာလေလုယာဘေးနားလူကပြောလိုက်ငါတို့အနာဂတ်အယံလာတယ်ဟာလေလုယာရဲပြောတစ်သက်လုံး
တစ်သက်လုံးဆာလံ23ကိုဂါထာလောက်ပဲတိလာခဲ့တဲ့ကျွန်တော်တို့ no ကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းမြေပုံကြီးကိုရေးပြထားတဲ့နှုတ်ကပတ်တော်ကြီးကိုသင်ဘဝတစ်ခုလုံးထဲမှာဆွဲထည့်သွားပါဟာလေလုယာကျွန်တော်တဘဝလုံးကောင်းကြီးဖြစ်သွားတာအဲ့ဒါပဲအခုကျွန်တော်ဘယ်နေရာရောက်နေလဲကျွန်တော်သိတယ်ရှေ့မှာဘာရှိလဲကျွန်တော်သိတယ်အေးဆေးပဲကြိုက်တဲ့စိန်ခေါ်မှုလားအဲ့ဒီစိန်ခေါ်မှုတွေမှာဖခင်တူရှိခြင်းဆိုတာအမျက်ကိုငါယူမယ်ပြီးရင်ငါပန်းနိုင်တစ်ခုငါရောက်သွားမယ်ဘယ်တော့မှအရှုံးမရှိဘူးအခက်အခဲပြဿနာလာလို့ဆုံးရှုံးသွားမဲ့တည်းမှာဖခင်သားသူမျိုးမပါဘူးဟာလေလုယာအော်တင်းနဲ့ကျွန်တော်ဒါမတိလို့ကိုဘွားဇလန်ဘာဖြစ်မလဲမသိတော့အမလီကိုတနာစရာရင်ကောင်းတော့ငါကြမှာဒါမျိုးဘာလို့ဖြစ်ဖခင်ကမတရားဘူးဖခင်ကမတရားတာမဟုတ်ဘူးတင်တော့ကဘတ်တော့မသိလို့ဖခင်တိတ်တရားတာပြင်ပြီးသားဘာမှငိုကြွေးဝမ်းနေစရာအကြောင်းမရှိဘူးဒီနေ့ကစပြီးချီးမွမ်းနေဖို့ပဲဖြစ်တယ်ဟာလေလုယာဝါလွတ်မြောက်လားပွင့်သွားလားဒါရပြီရပါရန်တန်ပါတင်ဘွားဇလန်ကိုရေးဆွဲနေတဲ့ဘုရားကအလားပါဆုံးရေးထားပြီးသား American Got Talent မြင်ဘူးလား American Got Talent လေ AGT လေအမှဘာတွေလာပြိုင်လဲဆိုတော့မျက်လက်တွေပြိုင်နေတချင်းဆိုတာပြိုင်နေအကတွေပြိုင်နေဗါလေအများကြီးပဲနော်အဲ့မှာတစ်ခေါက်လေတချို့မြင်ဘူးလားမသိဘူးအဲ့လူတယောက်ကအဲ့မှာဒိုင်က4ယောက်လောက်ဒီရှေ့မှာထိုင်နေကွာဟုတ်လားဘူးအနီလေးရှိရသိမလားမကြိုက် reject လုပ်လိုက်တာပြီးအဲ့လူတယောက်လာပကြီးကားအလွတ်ကြီးကိုချိန်ပြီးတော့မှပကြီးဆွဲမယ်တဲ့ okay အချိန်ပေးတယ်10 minute လား maybe 10 minute လောက်ပဲရှိမယ်အဲ့10 minute မှာ तू ဆွဲတာစပြီးဆိုတော့ तू ဆွဲလက်နဲ့ဖက်နေသလားအဲ့ပကြီးကို तू ဆွဲနေတာဆွဲကြည့်လိုက်တော့ဟိုချစ်ဒီချစ်ဟိုချစ်ဒီချစ်ဒိုင်နေကြည့်ဘာလျှောက်ဆွဲနေတာမသိ तू ကဆွဲနေတာဟိုချစ်ဒီချစ်ကြည့်လိုက်တော့ဘာမှလည်းထွက်မလာဘူးစက္ကန့်30လောက်ရှိနေပြီဒိုင်နေကြည့်တော့မယုံဘူးလေဒိုင်နေကသူ့ရဲ့ performance ကိုမကြိုက်ဘူးပြီးတယောက်ကနေတယ်နောက်တယောက်ပြီးနေတယ်နောက်ဆုံးပြီးကနေမှ4ယောက်စလုံးကလေ reject လုပ်လိုက်တယ်မကြိုက်ဘူးဘာလာဆွဲနေမှမသိဘူးအချိန်ပြည့်ကနေမှသူ့ရဲ့ပကြီးကိုက်ကိုစောက်ထိုးပြန်လှန်လိုက်တာအရန်ပြောင်မြောက်တဲ့မျက်နှာကြီးတခုထွက်လာတယ်ဟာလေလုယာဟာအဲ့ဒါနဲ့ပရိသတ်တွေဝုန်းနဲ့ဆိုထပ်ပြီးလက်ခုပ်တီးတာအဲ့ဒီဒိုင်4ယောက်လည်းလေကြောင်ပြီးတော့လေမတ်တက်ရက်ပြီးတော့လက်ခုပ်တွေထားတီးတာဘာပြောချင်တယ်လားဘေးကကြည့်နေတဲ့သူကဘာဆွဲလို့ဆွဲနေမှမသိပေမဲ့အဲ့ပကြီးဆွဲတဲ့သူကသူဘာဆွဲတဲ့သူကောင်းကောင်းသိတယ်သူဘာဆွဲနေလဲသူကောင်းကောင်းသိတယ်ဘေးနားလူတွေကသာမသိတာဒီနေ့ကျွန်တော်တို့ဘဝအနာဂတ်ကိုရေးဆွဲပေးနေတာဘာလို့လဲဖခင်သူဘာဆွဲနေလဲသူသိတယ်ဘာကြောင့်သင်ချင်းမှန်ရောက်နေလဲဆိုတာ तू သိတယ်ချင်းမှန်ပြီးသင်ဘယ်သွားမလဲဆိုတာ तू အကုန်လုံးရေးဆွဲပြီးသားသင်ကတော့မြန်မာပြည်မှာနေတာဟုတ်တယ်လေဘာလို့ချင်းမှန်ရောက်လာတာလဲနော်တင်မသိဘူးဒါမှမဟုတ် तू သိလဲမူရင်းရေးသားတဲ့ तू ကသိတယ်မူရင်းပိုင်ရှင်ကသိတယ် तू ဆွဲနေတာဒီကဘာကြီးတစ်ခုလုံးအဖြစ်ပြက်တွေအားလုံး तू ကျွန်တော်မြန်မာပြည်ကြုံတွေ့ရတဲ့အကြက်တဲက तू ဆွဲနေတာကျွန်တော်တို့ကို comfort zone နဲ့ကဆွဲထုတ်လိုက်ပြီးတော့မှဒီဘက်ဒီ level ကိုရောက်လာအောင် तू ဟာဆွဲလာတာဖြစ်တယ် hallelujah ဆိုတော့ဒီနှုတ်ကပတ်တော်အဖြစ်သင်ကောင်းကြီးဖြစ်မယ်လို့ယုံကြည်တယ်သင်ဘဝရဲ့စိတ်ချမှုတစ်ခုရစေမယ်လို့ယုံကြည်တယ်ဘယ်တော့မှအကျိုးနည်းအောင်မကြံစီတဲ့ဖခင်ဆိုတော့ကျွန်တော်သချင်းလေးတစ်ပုဒ်နဲ့ဝန်ခံချီးမွမ်းခြင်းနဲ့ဒီသချင်းလေးက2018မှာဖခင်ကျွန်တော်ပေးတယ်သချင်းလေးဖြစ်လာတဲ့အကြောင်းရင်းကခုနကတော့ကျွန်တော်ကြည့်ရတဲ့အဲ့ဒီ American Got Talent ကနေအဲ့ဒီပကြီးဆွဲတဲ့အဲ့ဒီဟာကိုကြည့်ပြီးတော့မှဖခင်ကဖွင့်ပြခြင်းတစ်ခုပေးတယ်ငါသာမင်းကြည့်နေမင်းနားမလဲငါဘာဆွဲနေလဲဆိုတော့မင်းမသိဘူးဒါမဲ့ငါဆွဲတာငါကောင်းကောင်းသိတယ်မင်းရဲ့ဘဝအဆုံးတကူငါအလားပါဆုံးရေးဆွဲတာလေဟာလေလုယာအဲ့ချင်းလေးဖြစ်လာတော့ဒီချင်းလေးကို YouTube မှာရှာကြည့်လို့ရတယ်ဆိုတော့မိမိကဲဆိုတာပေးတယ်ပြီးရဆိုတော့တော်စင်နော်သူပြန်ဆိုတာတယ်ဒီနှုတ်ကပတ်တော်လေးနဲ့ဒီသချင်းကိုချိတ်ဆက်ပြီးတော့မှဝန်ခံချီးမွမ်းခြင်းနဲ့ဆိုတော့အားလုံးပဲတူတူကခံယူဆင်ခြင်ကြရအောင်
ပကြီးကလေးတစ်ခုရေးဆွဲမပြီးဆုံးသေးခင်ဘလို့ပုံများဖြစ်မလဲအဆုံးမပြီးဆုံးသွားရင်ဗန်ဒီသူလက်မှာအလားပါဆုံးမြင်တွေ့မယ်တန်စင်တေးသွားလေးတစ်ပုတ်လို့အနေမြင့်အတက်ကြများနဲ့ရေဖွက်ထားတဲ့ဒီဆိုညီဖို့ခဲနောက်ဆုံးမှရင်နေသွားရင်လာပါဆုံးသောတခြင်းတန်စင်လေးဖြစ်လာတဲ့ကျွန်တော်ဘဝသူလက်ထဲမှာပဲရှိနာကပုံပေါ်ရေးဆွဲတနေ့ပါဖြစ်မယ်မသိနိုင်လေအဆုံးမလာပါဆုံးအနာကပိုင်ဆိုင်ရမယ်ဒီထားတဲ့အနေမြင့်တဲ့ကြတွေတဲ့အရာအလုံးနာမလဲလေကျွန်တော်ဘဝတန်စင်သူရဲ့ပွဲပန်းဒီပေးထားတဲ့အဆုံးတနာကအလားပါဆုံးရှိနေတယ်တန်စင်တေးသွားလေတန်စင်တေးသွားလေတပုတ်လို့အနေချမ်းများနဲ့ရေဖွဲ့ထားတဲ့ဒီဆိုညီဖို့ခဲအဆုံးမပြီးဆုံးသွားရင်အလားပါဆုံးသောတခြင်းတန်စင်လေးဖြစ်လာတဲ့ကျွန်တော်ဘဝသူလက်ထဲမှာပဲရှိနာကပုံပေါ်ရေးဆွဲတနေ့ပါဖြစ်မယ်မသိနိုင်လေအဆုံးမလာပါဆုံးအနာကပိုင်ဆိုင်ရမယ်ဒီထားတဲ့အနေမြင့်တဲ့ကြတွေတဲ့အရာအလုံးနာမလဲလေကျွန်တော်ဘဝတန်စင်သူရဲ့ပွဲပန်းဒီပေးထားတဲ့အဆုံးသနာကအလားပါဆုံးရှိနေတယ်ကျွန်တော်ဘဝသူလက်ထဲမှာပဲရှိနာကပုံပေါ်ရေးဆွဲတနေ့ပါဖြစ်မယ်မသိနိုင်လေအဆုံးမလာပါဆုံးနာကပိုင်ဆိုင်ရမယ်ဒီထားတဲ့အနေမြင့်တဲ့ကြတွေတဲ့အရာအလုံးနာမလဲလေကျွန်တော်ဘဝတန်စင်သူရဲ့ဖွဲဖန်ဒီပေးထားတဲ့အဆုံးသနာကအလားပါဆုံးရှိနေတယ်ဒီတခြင်းလေးအတိုင်းပဲကျွန်တော်ဘဝမှာဖြစ်လာတယ်ကျွန်တော်ဘဝရဲ့အခန်းကဏ္ဍအားလုံးအမြဲတမ်းအလားပါဆုံးပဲအဆုံးသတ်တယ်ဖခင်ကအင်မတန်မှကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဒီနေ့နှုတ်ကပတ်တော်အဖြစ်တင်လွတ်မြောက်ကောင်းကြီးဖြစ်မယ်လို့ယုံကြည်တယ်တင်ရဲ့မိသားစုကိုပြန်ပြောပြဒီဆာလံ23မှာဒီဆာလံ23ဒီဖခင်သခင်ကကျွန်တော်တို့ရဲ့ဘဝအစလည်းအဆုံးကိုပုံဖော်ထားပေးတဲ့အာမခံချက်ဖြစ်တယ်အဲ့ဒီအတိုင်းဖြစ်လာမှာဖြစ်တယ်ဒါပေမဲ့တင်ရဲ့ရွေးချယ်မှုကတော့ဒီ comfort zone ထဲကနေတင်ဘယ်တော့မှမနေနဲ့ထွက်လာခဲ့ပါကြိုက်တဲ့စိန်ခေါ်မှုတွေကိုလာပါစေရင်ဆိုင်ပလိုက်ပါအဲ့မှာဘာအမျက်ပြန်ရမလဲသိလားဖခင်တူရှိခြင်းအမျက်ကိုခံစားမှာဖြစ်တယ်ဟာလေလုယာပြီးလို့ရှိရင်တင်ရဲ့တစ်ဖက်မှာစောင့်နေတာကြီးကွာအောင်ဘွဲရန်သူရှိမှစပွဲခင်းခေါင်းကိုစီနဲ့လိန်ခွက်ဖလားရှန်တဲ့တာဟာလေလုယာကျွန်တော်ပြောပြမယ်နော်ဘေးထိုင်ဘူးပြောလေကန်တဲ့ထဲမှာတင်မပါစေနဲ့အခုဒီ level ကိုရောက်ပြီးတော့မှဘုရားသခင်ကြီးမြောက်အသုံးပြုနေတဲ့မျိုးဆက်တွေအများကြီးရှိနေပြီသူတို့အကြောင်းမဲ့တက်ရောက်လာတာမဟုတ်ဘူးတင်အခုမြင်နေရတဲ့ဘုရားကြီးမြောက်အသုံးပြုတဲ့ငငယ်လေးနဲ့ဆရာသမားတွေက
အကြောင်းမဲ့တက်ရောက်လာတာမဟုတ်ဘူးသူတို့ဖြတ်တန်းလာတာကျွန်တော်တို့ကတော့ဒီနေရာမှာပဲနေပြီးတော့ဟိုမှာဘာရှိလဲမသိတော့ဒီလောက်ပဲလေအရှင်ပြေနေတာပဲလေဟိုဘက်ရောက်နေကြည့်ပြီးတော့မှဘသူကိုကပ်ပြီးတော့ပေါင်းပြီးတော့မှအဲ့ဒီနေရာရောက်သွားတယ်ဒါဘာတွေလှုပ်ရှားတာလဲရှောက်ပြောနေတာ no ဘေးထိုင်ဘူးပြောတဲ့အထက်မှာသင်မပါစေနဲ့ရောက်အောင်သွားဒီမှာရှိကိုရှိတယ်ဟာလေလုယာဝိညာဉ်ရေးရာအရွယ်မှာလေသူငယ်အရွယ်ကနေလူပြိုအရွယ်ပြီးရင်အဘအရွယ်ကိုရောက်ဖို့ဘုရားသခင်အလိုတော်ရှိကိုရှိတယ်အဲ့ဒီအဘအရွယ်ကိုမရောက်မချင်းတင်းဒီစီပီချက်ဖြစ်မဲ့တင်ကအဲ့ဒီမွေးမြူရေးခရိယံပဲဖြစ်နေဦးမှာဖြစ်တယ်အတန်လေးကြားလိုက်လန့်လိုက်လေလေးတိုက်လိုက်ယာတိဥရိကျမ်းသေသွားတဲ့စီပီခရိယံတွေမဖြစ်ပါစေနဲ့အာမင်ဒီမှာကသူများကိုကောင်းကြီးဖြစ်တဲ့အသက်တာဘုရားခင်ဖြစ်စေချင်တာဖြစ်ပါတယ်အာဗြဟံကလူမျိုးတကာကိုကောင်းကြီးဖြစ်စေတယ်ယောသက်ကမြေကြီးတစ်ပြင်လုံးမှာရှိတဲ့သူတွေကိုကျွေးမွေးတယ်ဒါဝိတ်ကဣသရေလလူမျိုးလုံးကိုကျွေးမွေးတယ်တင်နဲ့ကျွန်တော်ကတော့သူများကိုကျွေးမွေးဖို့နေတာကိုကနဲ့ကိုတော်ဘာဖြစ်နေလဲစားလောက်တော့လောက် no ဘယ်နဲ့လူပြောလိုက်ငါပန်းနိုင်တိငါသွားမယ်ဟာလေလုယာ